ဘုံဘုံဗျာတပည့်တော်တို့ကဲပါတပည့်တော်တို့မိသားစုထမင်းစားနေတဲ့အချိန်မှာတိတ်တိုက်ကလာပြီးတော့ခေါ်ပါတယ်ဗျာတယောက်စီလာပြီးတိတ်တိုက်ကဘေးရလဲတိတ်တိုက်ကကြီးလမ်းမှုပါဗျာလမ်းဘေးရက်ွက်ကတိတ်တိုက်ကဟိုပါပေါ့ငါးတဲ့ရက်ွက်ကျူးတဲ့ပါဗျာဒီကုန်းမြို့တင်မြောက်ပိုင်းမြို့နယ်မြောက်ပိုင်းမြို့နယ်အတော်ထားလမ်းငါးဘေးရက်ွက်ငါးတဲ့ရက်ွက်ပါဗျာထမင်းစားနေတာကိုလာခေါ်ပါတယ်ဗျာတပည့်တော်တို့ရှင်းလာခေါ်တာတိတ်တိုက်ကလာခေါ်တာပါဗျာတိတ်တိုက်ကဦးလာစိန်ရဲ့နေဝင်းမောင်ရဲ့အောင်ကိုလိုက်ရဲ့ပါဗျာလာအောင်နဲ့ဆင်းလာအောင်ဆိုတော့တပည့်တော်တို့ဆင်းလာတာအောက်လက်ကြလက်ကြရောနေဝင်းမောင်ကလက်ထိတ်ခတ်ပါတယ်ဗျာလက်ထိတ်ခတ်ပြီးတော့သူတို့ကဘေးရက်သူတို့90ရက်သူတို့က90ရက်ကွက်ကဥက္ကဋ္ဌပါဗျာသမင်းစားနေတော့ကိုသမင်းစားနေတော့ပါဗျာတပည့်တော်ကအကုန်မေးပါတယ်ဘာကိစ္စလဲလို့သူပါသွားတဲ့ကလေးလေးကဘယ်သူတော့ကြောအောင်ပါဗျာကြောအောင်ကြောအန်တက်ကဘယ်လောက်32နှစ်ပါဗျာ32နှစ်ကြောဒကမကြီးကကြောအောင်ရဲ့အမေပေါ့ဒီပါဗျာကြောအောင်သာသမီဘယ်နှယောက်ရှိ3ယောက်ပါဗျာနေခေါ်တော့ဘာပြောတော့ဘာဦးကြောင်းပြတာခေါ်ပါတော့တပည့်တော်ကမေးပါတယ်ဗျာအဘဘာဖြစ်လို့လဲလို့ဆိုဟိုဟာစစ်မှုထမ်းတွေကိုထဲမလို့ခေါ်တာတဲ့နင်တို့မေးစရာအကြောင်းမရှိဘူးတဲ့အဲ့ဒါနဲ့နေဝင်းမောင်ကိုလက်ထိတ်ခါဆန်းတယ်ဆိုနေဝင်းမောင်ကမခတ်ဖဲနဲ့ဖေးရှောင်းနေတယ်တပည့်တော်တို့ပြောပါတယ်ဗျာလိုက်ပြောတဲ့အဖိုးကြီးကိုလိုက်ပြောရင်ရတယ်တဲ့ဆိုတော့တပည့်တော်ကလိုက်ပြီးတော့တောင်းပန်ပါတယ်ဗျာတောင်းပန်တော့တပည့်တော်တို့ရှိုင်းမဲ့နစ်မဲ့နဲ့ပြောပါတယ်ဗျာရိုင်းမယ်နဲ့မယ်လောက်တာ90ရက်ကွက်ကဦးလာစိန်ကြီးပါဗျာဦးလာစိန်ဒီတော့ငါမေးစရာအကြောင်းရှိတယ်လိုက်စရာလည်းအကြောင်းမရှိဘူးလေထိုးလိုက်မယ်ချိန်လိုက်မယ်နဲ့ပြောပါတယ်ဗျာအဲ့တော့တပည့်တော်တို့ကမေးပြီးတော့လိုက်တဲ့ခါလဲကြာထွေးရုံးအုပ်ကိုရောက်သွားပါတယ်ဗျာဒီရောမယကလားမဝတ္တနာမဝတ္တမှာညောက်သူမဝတ္တဒီမှာဗျာအဲ့ဒီရောက်တော့ရဲလေးတွေကဘိုးကြီးကတဲ့အိတ်နေလို့တဲ့12နာရီကျော်နေပြီဗျာအဲ့တော့မနေ့ကျလို့ရှိရင်အန်ဒီတဲ့မနေ့ကျရင်စောစောလာခဲ့တဲ့ဆိုတော့ဒီပြီးတော့9နာရီရအောင်လာခဲ့တယ်ဆိုဒီပြီးတော့သွားပါတယ်ဗျာမနေ့ညပေါ့ညတော့ရှေ့ရ5လ2026မနေ့ညပေါ့နော်9နာရီခွဲอ่ะအဲ့ဒါကိုသမင်းစားနေရလက်ဆေးပြီးဆင်းလာတော့လက်ထိတ်နှစ်ဖက်စလုံးလက်ထိတ်ခတ်သွားပါလေဗျာမင်းတို့လည်းနင်တို့ငါအဖြေစရာအကြောင်းမရှိဘူးတဲ့အဲ့ဒီမနေ့လိုက်သွားတယ်လိုက်သွားတော့ဒီပြည်တော်တို့ဖြူတယ်လည်းမပြောဘူးညောင်းတယ်လည်းမပြောဘူးကောင်းလေးကိုမေးတယ်တဲ့မင်းတက်ခဲကိုဝင်ရမယ်လို့ပြောတယ်တဲ့ကောင်းလေးကကျွန်တော်မှအဖွားကြီးလောက်ကျွေးနေရတယ်ခရီးရလည်း3ယောက်လေးကျွန်တော်ဘယ်လို့မှမဝင်နိုင်ဘူးလို့ပြောတယ်မဝင်နိုင်လည်းပဲငါဟိုမှာရောင်းစားပြီးသွားပြီလို့ပြောပါတယ်ဘုံဥက္ကဋ္ဌဦးလာစိန်က80နဲ့ရောင်းစားမှာမြတ်ပင်ကညောက်ကို90ရက်ပေါ့ဒီမှာဗျာဒီမှာဗျာအဲ့ဒါကိုအကလေးကကူတော်မြောက်သူကိုမဝတ္တရုံမှာပေါ့ဒီမှာဗျာအဲ့ဒါတွေကအမှန်တကယ်ဘုန်းကြီးနဲ့မပတ်သက်ဘူးဒီမှာဗျာအဲ့ဘုန်းကြီးနဲ့မပတ်သက်ဘူးဘုကေခါမျိုးမှာစွတ်တော်အမတ်တွေရှိတယ်တိုင်းဒေသကြီးစွတ်တော်အမတ်ဟုတ်လားပြည်သူစွတ်တော်အမတ်မျိုးသားစွတ်တော်အမတ်သူတို့ကနေပြီးတော့ရဲ့ရွာကြီးအတွက်ပြည်သူဘက်ကကာကွယ်ပြီးတော့ဖောင်းလျှောက်ပြီးတော့လုပ်ပြရမှာပြမှုတန်းဥပဒေကတော့ရှိတယ်ပြမှုတန်းဥပဒေကဥပဒေအတိုင်းမလုံဆောင်ကြဘူးဗါလေရောဥပဒေအတိုင်းမလုံဆောင်ကြဘူးဒကမကြီးတို့ရင်မှာပုံမှန်ကာကြီးတို့ခါဝေးတို့ခငယ်တို့အဲ့ဒါတွေဖြူပြုတ်လေလာသူတို့ကဖြစ်တဲ့ live ကိုဖူးပြီးတော့ဆွေးဖို့ပြီးခေါ်လာရပဲလေလာမပါပါဘူးမလာပါဘူးဗျာဒီညတော့ကြမှာညမှာဝင်ဆွဲသွားတာပါဗျာဝင်ဆွဲသွားတာသူကတပည့်တော်မေးတော့သူအကြမ်းဖက်တယ်လို့ကြီးလုပ်သွားတာပါဗျာမေးစရာမလိုဘူးပါညာဆိုလက်ထိတ်ခတ်သွားတာပါဗျာလိုက်တာလည်းတပည့်တော်လိုက်တာလိုက်မကောင်းထွန်းလေးမြတ်အရှင်မှာထွန်းလေးမြတ်တို့မြင်ပါတယ်တပည့်တော်သားပြီးပြောဆိုတော့သွားတယ်အဲ့ဖို့ကြီးကအဲ့တော့ဥရိယဥရိအတိုင်းမလုပ်ကြဘူးဥရိပြတ်ထမ်းပြီးတော့အခုလုပ်နေတာတွေကဥရိမဲ့လုပ်ရက်တွေဖြစ်တယ်ဒီမှာဗျာဗါလေဥရိမဲ့လုပ်ရက်တွေဖြစ်တယ်ဒီမှာဗျာဘုန်းကြီးလည်းနေရာတိုင်းမှာဘုန်းကြီးကဝင်မပါကျင်တော့ဘူးဟုတ်လားဒီမှာဗျာအတတ်နိုင်ဘုန်းတော့မကောင်းဘူးဖြစ်အောင်
ဖြည်းပေးမယ်အဲ့ကလေးလေးရတော့ဒကမကြီးသားကမှတ်ပုံတင်နေပါလေက မရှိဘူးဗျာသူတို့တကောင်ချင်းတွေလုပ်ပြီးတော့4000တီလာပုံလားအဲ့သွားလို့ကမရဘူးဗျာကျန်တဲ့လူတွေကရတယ်မရတဲ့လူတွေရှိတယ် မမိုင်းတော့ဘုန်းကြီးကျောင်းနဲ့မကိတ်မလတ်မကန့်ပေါ့နော် ပြမကြလား အဲ့တော့ဘုန်းကြီးလည်းအတတ်နိုင်ဆုံးတော့ကူညီပေးမယ် ပြမဗျာ ဒါပေမဲ့လောကမှာကဥပဒေကိုဥပဒေအတိုင်းလောကမှာဥပဒေကချမ်းသာတဲ့လူတွေတကယ်ကိုဩဘာအာနာရှိတဲ့လူတွေငွေကြေးပြည့်ပုံတဲ့လူတွေကြတော့ပြမှုတဲ့ဥပဒေတွေကမပါဝင်ကြဘူး။ဘာလဲရောငွေကြေးမပြည့်ပုံတဲ့ပုဂ္ဂိုလ်တွေကြတော့ပြမှုတဲ့ဥပဒေအကြောင်းပြုပြီးတော့ဇဂတ်အုပ်ချုပ်ရေးမှုတွေကအတင်းအာရမဆွဲနေကြတယ်။ ပြမဗျာ အဲ့တော့ဒါတွေကတော့ဘုန်းကြီးနဲ့တော့မပတ်သက်ဘူး ပြမ ။ ဗျာ ဘာလဲရောဘုန်းကြီးနဲ့ပတ်သက်တာဘုန်းကြီးကအဲ့တိုင်းနေနဲ့မဆိုင်ဘူးလေ။ဒါပေမဲ့ကိုရှိမှမတော်မတရားလုပ်လို့ဘုန်းကြီးအထိုက်လျောက်တော့ဘုန်းကြီးပြောမယ် ပြမဗျာ ။ကြံရမယ်မလုပ်ဘူးကတော့မသိဘူး။ရက်ကွက်အုပ်ချုပ်ရေးမှုတွေကအဲ့ဒီတိုင်းကြီးပဲမြန်မာတပြည်လုံးမှာအုပ်ချုပ်ရေးမှုတွေအဲ့ဒီလိုလုပ်နေလို့ပြည်သူတွေအလူလဲခံနေရတာ။ယခုရွေးကောက်ပွဲပြီးလို့စစ်တော်လဲပြီးသွားတဲ့အခါသူတို့မှာတာဝန်ရှိတယ်ဒီဥပဒေနဲ့ပတ်သက်ရေးလဲဘူးမှမပြောရကြဘူး။ကိုလိုရာဥပဒေကဥပဒေအတိုင်းမလုပ်ဆောင်ကြဘူး။ဟုတ်လား။ကဲအဲ့လိုဆိုလဲဒီမှာပြန်လို့ရပါ ပြမဗျာ